အားလုံးပဲမင်္ဂလာပါဗျာ MD YouTube channel နဲ့ပြန်လည်ကြိုဆိုလိုက်ပါတယ်ဗျာဟုတ်ကဲ့ကျွန်တော်တို့ဒီ video တွေတင်ပြီးတော့ဗောနော်ကျွန်တော် YouTube ပေါ်နေပြီးတော့ကျွန်တော်တို့ပတ်စံနေရှာတဲ့နည်းလေးကိုကျွန်တော် sharing လုပ်ပေးမှာပဲဖြစ်ပါတယ်ဗျာဟုတ်ကဲ့ video မဆိုင်ခင်မှာကျွန်တော်ရဲ့ channel လေးကိုလည်း subscribe နဲ့ notification ခေါင်းလေးတီးသွားပေးဖို့လည်းဒါပဲဆွေတို့ကိုတောင်းဆိုလိုက်ပါတယ်ဗျာဟုတ်ကဲ့ကျွန်တော်တို့ဒီ group ခစ်ကြီးတမှာဆိုရင်ဗောနော်ကျွန်တော်တို့ဒီ YouTube မှာ video တင်ပြီးတော့ကျွန်တော်တို့ဒီငွေရှာမဲ့တငယ်ချင်းပေါင်းတဲ့မိတ်ဆွေများအတွက်ဗောနော်ကျွန်တော်တို့ဘယ်လိုမျိုးငွေရှာမလဲဆိုရင်ကျွန်တော်တို့ပထမဆုံးနေကတော့ကျွန်တော်တို့ Gmail account တစ်ခေါက်ရှိဖို့လိုအပ်တယ်ပေါ့နော်ပြီးလို့ရှိရင်ကျွန်တော်တို့ YouTube channel လေးဖွင့်လိုက်ပါပေါ့နော် YouTube လေးကိုကျွန်တော်တို့ channel ဖွင့်လိုက်မယ်ဟုတ်ကဲ့အဲ့ဒါဆိုရင်ကျွန်တော်မှာပေါ့နော်ကျွန်တော်လုပ်ပြပေးမယ်ပေါ့နော်ဒီကျွန်တော်စပြီးတော့ YouTube channel စပြီးတော့ထောင်ရမယ်ပေါ့နော်ကျွန်တော်တို့ YouTube channel စထောင်မှာဖြစ်တဲ့အတွက်ကျွန်တော်ဘယ်သွားမလဲမှာတင်ဆိုတဲ့ကျွန်တော်ဆိုတဲ့အရင်သွားလိုက်မယ်ပေါ့နော်ပြီးဆိုရင်ဒါကျွန်တော်ကဒီကျွန်တော် Gmail ဖွင့်မဲ့ကျွန်တော် YouTube channel ဖွင့်မဲ့ Gmail account လေးကိုကျွန်တော်ချိန်ပြီးသားပေါ့နော်ကျွန်တော်ပြီးပြီဆိုရင်ကျွန်တော်ဒီမှာ account ကူးပြောင်းရန်ဆိုတာလေးကိုချက်နှိပ်လိုက်မယ်ပေါ့နော်အဲ့ထက်မှာကျွန်တော်တို့ကဒီ channel ဖွင့်မှာဖြစ်တဲ့အတွက်ကျွန်တော်ဒီနာမည်နဲ့ပဲထားမှာလားကျွန်တော်တို့ဒါမှမဟုတ်တခြားနာမည်ရှိရင်တခြားနာမည်ပေါ့နော်ကျွန်တော်ဒီနာမည်လေးနဲ့ပဲလုပ်ပြလိုက်မယ်ပေါ့နော်ဒါမျိုးဆွေတို့ကိုပြီးပြီဆိုရင်ကျွန်တော်ဒီမှာ YouTube မှာ channel ပြုလုပ်ရန်ဆိုတာလေးတစ်ခုရှိရပေါ့နော်အဲ့ကောင်လေးကိုကျွန်တော်နှိပ်မယ်ဟုတ်ကဲ့ဒါဆိုရင်ကျွန်တော် channel တစ်ခုဖြစ်သွားပြီပေါ့နော်ကျွန်တော်ဒီမှာကြည့်လိုက်မယ်မှာကော YouTube channel လေးဖြစ်သွားပြီပေါ့နော်ပြီးလို့ရှိရင်ကျွန်တော်တို့ဒီမှာကကျွန်တော်တို့ဘာတွေလိုက်ပြီးတော့ကြည့်လို့ရမလဲဆိုရင်ကျွန်တော်တို့အမြားလေးနှိပ်လိုက်ရင်ကျွန်တော်တို့ရဲ့ဒီမှာဒီခဲတဲ့ပုံစံလေးကိုနှိပ်မယ်ဆိုရင်ကျွန်တော်တို့ရဲ့ဒီ channel ရဲ့ logo ပုံစံလေးတွေကျွန်တော်ဒီမှာတင်လို့ရမယ်ပေါ့နော်ကျွန်တော်တို့ဒီမှာပြီးရင် channel ရဲ့ background ထားမယ်ကိုကြိုက်နေတဲ့ background ကိုထားမယ်ပေါ့နော်ကျွန်တော်ကတော့ဒီမှာထားမပြတော့ဘူးပေါ့နော်ထားမယ်ဆိုရင်ထားလို့ရတယ်ဒီမှာမိမိတို့ရဲ့ရှိတဲ့အကောင့်လေး channel လိုက်ပြီးပြီဆိုရင်ကျွန်တော်ဒီမှာကာတွန်းပုံစံလေးပေါ့နော်အကောင့်လေးကိုထားလိုက်မယ်ပေါ့ဒီကောင်လေးထားမယ်ပြီးပြီဆိုရင်ကျွန်တော်ဒီမှာသိန်းရန်လေးကိုနှိပ်လိုက်မယ်ပေါ့ဒါဆိုခဏလေးစောင့်ပြလိုက်ပေါ့နော်ဒါမိတ်ဆွေတို့အတွက်ပေါ့ဒါဆိုတော့ပြောင်းသွားပြီပေါ့နော်ဒီပုံစံလေးပြောင်းသွားပြီပေါ့ဒါဆိုရင်ကျွန်တော် YouTube channel ပြောင်းသွားပြီဟုတ်ကဲ့ဒါကတော့ကျွန်တော် online မှာပေါ့နော် video တွေတင်ပြီးတော့ကျွန်တော်တို့ဒီ YouTube ကနေတော့ပတ်စံရှာတဲ့နည်းလေးကိုကျွန်တော် sharing လုပ်ပေးခဲ့တာပဲဖြစ်ပါတယ်ဗျဟုတ်ကဲ့ကျွန်တော်ရဲ့ video ကို like and share လေးနဲ့ subscribe လေးနှိပ်ပြီးတော့ဗုဒ္ဓ message ကိုတောင်းဆိုလိုက်ပါတယ်ဗျအားလုံးကိုထူးပင်ကျေးဇူးတင်ရှိပါတယ်